Come with me. And you'll be in a world of pure imagination. Take a look and you'll see into your imagination. We'll begin with a spin, traveling in the world of my creation. အားလုံးပဲမင်္ဂလာပါဒီအပိုင်းကတော့ကျွန်တော်တို့ညောင်ကျွန်းကိုတွားထားတဲ့နောက်ဆုံးအပိုင်းပေါ့နော်အခုပြထားတဲ့မြေပုံကတော့ဒါဒီကျွန်းမှာလေလို့ပက်လို့ကောင်းပြီးတော့မှ view လာတဲ့နေရာသူတို့သတ်မှတ်ထားတဲ့ area ပေါ့နော်10နေရာဖြစ်ပါတယ်ဒီနေ့မနေ့ကတော့ကျွန်တော်တို့မနေ့စောစောလေးထပြီးတော့အင်ကြီးဝယ်စားပါညာလဲပြီးတော့ဟိုတယ်မှာ breakfast မစားခင်ပေါ့နော်နေတအားမပူခင်မှာကေဇက်ရေမွေးကြော်ညာလေးရိုက်ဖို့ location တွက်ကြည့်နေတာပေါ့နော်ဒါကတော့ကျွန်တော်တို့ရိုက်ဖို့ရာရွေးချယ်လိုက်တဲ့နေရာလေးပေါ့နော်ဒီနားမှာကကျွန်တော်တို့ဒီလိုမျိုးအပေါ်ကနေ view တက်ကြည့်လို့ရတဲ့ကြောက်တောင်ကြီးလေးရှိရပေါ့နော်ကျွန်တော်တို့တော့မတက်ခဲ့ဘူးအခုဒီနေရာလေးရွေးထားရပေါ့နော်ကြောက်တုံးလေးတွေနဲ့ပြီးတော့ဟိုဘက်မှာလည်းမြို့ရွမြင်ရတဲ့ location လေးပေါ့နော်ဒီနားလေးမှာရွေးပြီးတော့ကျွန်တော်တို့ဒီကေဆက်ရင်မွေးပိုင်ရှင်ညီလေးတွေနေရာကိုလည်းရိုက်ခဲ့ပေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့လည်းအဲ့နားမှာရိုက်ခဲ့တယ်ကျွန်တော်အဲ့မှာရိုက်ပြီးပြီဆိုတာနဲ့ဒီတဲဖြူကျွန်းရှိတဲ့နေရာပေါ့နော်တဲဖြူကျွန်းလို့သူတို့ခေါ်ကြတာပေါ့တဲဖြူကမ်းခြေပေါ့နော်တဲဖြူကမ်းခြေလေးဒီနားမှာလေတွေပါလေစီးလို့ရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီမှာလည်းရိုက်မယ်ဆိုပြီးတော့ဒီဘက်ကိုတခါလေးကျွန်တော်တို့လာခဲ့ကြတယ်ပေါ့နော်ခဏကရိုက်ခဲ့တာတနေရာအခုဒါကျွန်တော်တို့ထပ်သွားနေတာတနေရာပေါ့နော်ခဏတော့ပထမဆုံးရိုက်ခဲ့တဲ့နေရာကျတော့သူကကြောက်တုံးလေးတွေကြောက်ဆွဲခဲလေးတွေကြောက်ဟိုကမ်းခြေဘေးလေးမှာကြောက်တုံးကြောက်ခဲလေးတွေအများကြီးရှိရပါတော့အခုနေရာကျတော့တဲဖြူတွေကြီးပဲဒီကျွန်းမှာတစ်ခုရှိတာလေအခုလိုမျိုးဒါကတော့သူတို့အိမ်မှာရှိတဲ့ခွေးဖြစ်မှာပေါ့နော်အဲ့လိုခွေးလေးတွေအများကြီးရှိတယ်သူတို့မွေးပြီးတော့လမ်းဘေးခွေးလို့ပြောရမှာပေါ့နော်အဲ့လိုခွေးလေးအများကြီးရှိတယ်ပိန်ချုံနေကြတာတော်တော်များတယ်ပေါ့နော်ဒီကျွန်းကိုရောက်ဖြစ်ခဲ့လို့ခွေးလေးနဲ့တွေ့တဲ့ခါကျလို့ရှိရင်အစာလေးတွေပါလေးကျွေးခဲ့ချပါအောင်အမှခဏမြင်လိုက်တယ်မလားအောက်မှာလေအဲ့လိုခွေးလေးတွေအများကြီးပဲဒါကတော့ကျွန်တော်တို့ရွေးချယ်လိုက်တဲ့location နောက်တနေရာပေါ့နော်ဒီမှာခဏပြောခဲ့သလိုမျိုးလေတွေပါလေစီးလို့ရတယ်လာတယ်ပေါ့ဗျာဒီနားလေးကတော်တော်လေးလာတယ်အဲ့တော့ကျွန်တော်တို့နည်းနည်းရိုးတာပေါ့နော်ရိုးတော့အဲ့လောက်ပဲကြည့်ရပါတော့အဲ့ဒီနေရာမှာကျွန်တော်ရှူတင်ပေးတာနဲ့ဟိုတယ်ပြန်ရင်မှုချိုးပြီးတော့ breakfast စားပါတယ်ခင်ဗျာ breakfast စားပြီးတာနဲ့ကျွန်တော်တို့အဲ့ဒီဟိုတယ်ရဲ့ဘေးမှာပေါ့နော်ဟိုတယ်ကနေ view point လုပ်ပေးထားတဲ့နေရာကိုကျွန်တော်တို့တွားကြည့်ပါတယ်လမ်းတစ်လျှောက်မှာတော့ဒီလိုလေးအသေးပုံလေးနဲ့ရောက်တဲ့သူလေးနာမည်လေးဗာလေးညာလေးနဲ့ရိုးခဲ့ကြတာပေါ့နော်ကျွန်တော်တို့ညောက်ကတော့အဲ့လိုဒီမရေးခဲ့ပါဘူးလို့ဒါကတော့ဟိုကြောက်ဆန်အတိုင်းတက်သွားတဲ့နေရာလေးတွေပေါ့နော်ဒါကတော့ဟိုတယ်လုပ်ပေးထားတဲ့ view ကြည့်ပြီးတော့နည်းနည်းပါးပါးရိုလို့ရတဲ့နေရာလေးတွေပါအဲ့ဒီအပေါ်ကနေမြင်ရတဲ့ကျွန်တော်တို့တဲတဲ့ဟိုတယ်ပါခင်ဗျာအဲ့ဒီကြောက်ဆောင်အစွန်းလေးတွေကနေလေခုံချပြီးတော့ရေကူတာပါညာလုပ်လို့ရတယ်ပေါ့နော်โอเคပြီးတာနဲ့ကျွန်တော်တို့တခြားတနေရာကိုထပ်သွားမယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့ဟိုတယ်ကနေမြို့ထဲကိုဖြတ်လာတဲ့လမ်းမှာကျွန်တော်ကတော့ချိုးလို့ပေါ့နော်ကျွန်တော်ကိုကြီးလည်းချိုးလို့နေရာစလုံးပြလိုက်ပါတယ်ခင်ဗျာသူတို့ကြီးကလမ်းလေးတွေကလေအမိုက်
ရှားတယ်ပေါ့နော်အမိုက်လုံးဝမရှိဘူးတော့မဟုတ်ဘူးနည်းနည်းလောက်ပဲရှိတယ်လမ်းလေးတွေတအားလှတယ်ပြီးရင်ဟိုတန်တန်ရှင်းတက်တက်ရက်လေးလုပ်ပေးထားတယ်ပေါ့နော်ဒီကျွန်းသူကျွန်းသားတွေနဲ့အတူတူဒီသူတို့ထိုင်း local အတွင်းကလူတွေနဲ့တရုတ်လူတွေလာတာပဲများတယ်ပေါ့နော်သူတို့ပြောသလောက်ဆိုလို့ရှိရင်ဒီကျွန်းကတိတ်ပြီးတော့လဲလူတိတ်မတိသေးဘူးပေါ့နော်အလားလဲနဲတယ်လို့ပြောတယ်လမ်းတွေကတော့အခုလိုမျိုးပဲတော်တော်လေးကောင်းကောင်းလေးလုပ်ပေးထားတယ်ပြီးရင်လူပြက်ပင်မဲ့လို့သူတို့ safe ဖြစ်တယ်ပေါ့နော်တွားရတာလန်ကီလဲဟိုစိတ်ချမ်းသာရတယ်ပြီးလို့ရှိရင်အဓိကကတော့လမ်းတွေကောင်းတဲ့အတွက်ပေါ့နော်ဆိုင်ကယ်တွေဘာတွေမောင်းလို့ရတာလဲအဆင်ပြေတယ်ပေါ့ဗျာခဏနမ်းပြခိုင်းလို့နမ်းပြထားတယ်နော်ဒါကတော့ကျွန်တော်တို့နောက်တနေရာရောက်ပြီပေါ့နော်ဒီကတော့ဖះเจ้าမှာဖះเจ้าမှာမတက်ခင်အခုလိုအမွေးတိုင်းနေဖះကပ်ဖို့သင်္ကန်းနေပန်းနေဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့အမှာအဲ့ဒါလေးတွေဝယ်ပြီးတော့ကျွန်တော်တို့ဒီဖះเจ้าပေါ်တက်ကြမယ်ပေါ့နော်ဒါကတော့ဖះเจ้าပေါ်ရောက်ပါပြီတော်တော်လေးတာယာပြီးတော့ဗုဒ္ဓရုပ်ပွားတော်တွေကလည်းတော်တော်လေးတက်ပဲပါတယ်ဒါကတော့ကျွန်တော်တို့ဝယ်လာတဲ့ဖះပန်းတော်တွေပြီးတော့ဒီအမွေးနတ်သားတော်တွေကတ်လူပူဇော်နေတာပေါ့နော်ကျွန်တော်ရွှေသင်္ကန်းလေးလည်းပါလာဝယ်လာတယ်ဆိုတော့ရွှေသင်္ကန်းလေးတွေပါဖះကိုကတ်လူပူဇော်နေတာဖြစ်ပါတယ်ကျွန်တော်ကတော့အပေါ်မှာလည်းလူတွေနည်းနည်းများနေလို့ကျွန်တော်လက်လန်းမိတဲ့နားလေးကဗုဒ္ဓရုပ်ပွားတော်ကိုပဲရွှေသင်္ကန်းကတ်လူပူဇော်လိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အကူကြီးကတော့ဒီဘက်ကခြေရတော့ပေါ့နော်ခြေရတော့မှာရွှေသင်္ကန်းကတ်လူပူဇော်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီဘုရားကျောင်းပေါ်ကနေကြည့်ရတဲ့မြင်ရတဲ့ view ပေါ့နော်တော်တော်လေးလှပါတယ်တော်တော်လေးစိတ်ကြည်နူးရပါတယ်တော်တော်လေးလည်းစိတ်ပျော်ရွှင်ရပါတယ်ဒါကတော့ဒီဘုရားကျောင်းပေါ်နေမြင်နေရတဲ့ view တွေပဲဖြစ်ပါတယ်ခင်ဗျာလေနူအေးလေးတွေတိုက်ပြီးတော့ဆိုင်ကယ်စီးလာတုန်းကပူခဲ့တဲ့အပူတွေတောင်မှဒီပေါ်ရောက်တော့အကုန်လုံးမှေသွားတယ်ပေါ့နော်တော်တော်လေးအေးချမ်းပြီးတော့တော်တော်လေးကိုမှနေလို့ကောင်းတဲ့နေရာလေးပါကျွန်တော်ကတော့ဒီမီးပြတိုင်းရဲ့မြင်ကွင်းလေးကိုအရင်သဘောကျတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ခဏရဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကြည့်ပေးကြတဲ့သူတွေစိတ်ကြည်နူးအောင်လို့ရောက်တဲ့နေရာတိုင်းကျွန်တော်တို့ကရိုးပေးရတယ်ပေါ့နော်စတာပါခင်ဗျာဒါကတော့ကျွန်တော်တို့နောက်တနေရာသွားဖို့ပေါ့နော်ထွက်လာကြတာပါကျွန်တော်တို့ကဒီနေ့ညနေ4 နာရီကျွန်တော်တို့ဒီပေါ့နော်ဆက်လီနဲ့ပြန်มาဖြစ်တဲ့အတွက်တင်မောလာဆက်လီလာမသိဘူးဗျာအဲ့ဒါနဲ့ပြန်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ4 နာရီမထုတ်ခင်မှာဟိုတယ်ကို check out လုပ်ပြီးတော့အထုပ်တွေဟိုတယ်မှာခဏအထားပြီးတော့ကျွန်တော်တို့ဂျန်တဲ့နေရာလေးတွေပေါ့နော်ဆက်လည်နေကြဖြစ်ပါတယ်ဒါကတော့နောက်တနေရာပေါ့နော်ဒီရုပ်ပုံချောင်းဖြစ်ပါတယ်ဒီပုံချောင်းမှာကျွန်တော်ပြောခဲ့တဲ့စွန့်ခုံပေါ့နော်စွန့်ခုံရောက်ခဲ့တဲ့ရှိတဲ့နေရာပေါ့နော်ဒီမှာစွန့်ခုံနဲ့ပတ်သက်တဲ့ဟိုဒီပကြီးတွေပေါ့နော်ပကြီးတွေရေးဆွဲထားတယ်ကျွန်တော်ကတော့မဖတ်တတ်တော့မသိဘူးပေါ့နော်ဒီလိုမျိုးပကြီးတွေရေးဆွဲထားတယ်ပြီးရင်ဒီလိုမျိုးဗုဒ္ဓရုပ်ပွားတော်တွေလည်းရှိတယ်ပေါ့နော်သူနေနံလိုက်ဗုဒ္ဓရုပ်ပွားတော်ပုံစံလေးတွေလည်းပြပေးထားတယ်တော်တော်လေးတက်ပဲပါတယ်ဒီထက်မှလည်းတော်တော်လေးအေးချမ်းပြီးတော့တော်တော်လေးနေလို့ကောင်းပါတယ်ဒီနေရာတော့တရုတ်လူမျိုးတွေတအားအနဲ့မှအလားများပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အဲ့ဒီအပေါ်ကိုလမ်းချောင်းမတက်ချင်ဘူးဆိုရင်အဲ့ဒီသူတို့အပေါ်ကနေကျိုးနဲ့ဆွဲတဲ့ဒီလေလေးနဲ့ပေါ့နော်လိုက်သွားလို့ရပါတယ်အဲ့ဒီကျိုးကနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်ပေါ့နော်သူကအဲ့မှာကျိုးတချိုးတဲ့နဲ့ဒီလူကနေပြီးတော့ဆက်နဲ့ဆွဲတင်ပေးတာဆိုတော့လေအဲ့မှာပါလာကြတဲ့သူတွေတောင်တော်တော်អော်လိုက်ဟိုဖြစ်လိုက်နဲ့တော်တော်လေးတော်တော်ကြောက်နေကြတယ်ဒါကတော့ကျွန်တော်တို့
ဒီထက်မှာတရုတ်ပုံကြောင့်တရုတ်နဲ့ပတ်သက်တဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်ဒီဘာလဲတော့ကျွန်တော်လည်းမသိဘူးဗျာသူတို့ရဲ့ဘာသာရေးကိုတအားမသိတော့လေတော်တော်ဆုံဆုံရှိတယ်အများကြီးပဲဘာလည်းမသိဘူးနေရာလည်းအများကြီးရှိတယ်ပေါ့နော်ဒီထက်မှာစွန့်ကုန်ရှိတယ်ကျွန်တော်ပြမယ်လိုက်ခဲ့ဒါကတော့စွန့်ကုန်မှာအပေါ်မှာအဲ့လိုစာတွေအများကြီးရေးကြတယ်ပေါ့နော်သူတို့တရုတ်တွေလည်းရေးနေကြတွေ့တယ်ပါတယ်လဲတော့ကျွန်တော်လည်းမသိပါဘူးခင်ဗျာဒါကတော့ကျွန်တော်တို့ဒီဘုံကျောင်းကနေပြန်လာပြီးတော့ထပ်သွားတဲ့နေရာပေါ့နော်ဒီနေရာလေးကသူတို့ရဲ့ local တွေကြားထဲမှာတော်တော်လေးနာမည်ကြီးပြီးရေပန်းစားတယ်view တော်တော်လှတယ်ပေါ့နော်နေရာအဲ့ဒီရဲ့နားရောက်ပြီဆိုရင်ကမှလဲစရာတွေထိုင်စရာတွေနေရာအများကြီးရှိတယ်ရုပ်ရှင် music video တခုတပုတ်တောင်မှကောင်းကောင်းလေးရိုက်လို့ရတယ်ပေါ့နော်နေရာဆုံဆုံလေးနဲ့လှလှလေးရိုက်လို့ရတယ်ဒီနားတော်တော် area ကျဲပါတယ်ခင်ဗျာခဏတော့ကျွန်တော်ဟိုဘက်ကနေဖြတ်လာတာပေါ့နော်ဒီဘက်ကိုရောက်လေလေဖြူကြည့်ရတာလှလေးလေးပါပဲခင်ဗျာဒါတော့ကျွန်တော်ပေါ့နော်ဘာတွေပြောနေလဲတော့မသိဘူးပြောရင်နဲ့အဲ့လိုခလုတ်ကတိုက်လိုက်သေးတာဒီနေရာလေးကတော်တော်လေးကိုလှပါတယ်ညနေခင်းဘက်တွေပြင်မနေ့ခင်းစောစောဘက်တွေဆိုရင်တော့ပို့ပြီးတော့လှမယ်ထင်တယ်ပေါ့နော်ကျွန်တော်တို့ကနေခင်းဘက်ပူနေတဲ့အချိန်ဆိုတော့နေတော့တော်တော်ပြင်းတယ်ပေါ့ဗျာဒါပေမဲ့လို့တော်တော်လေးတာရပါတယ်ဒီကျွန်းရောက်ဖြစ်ခဲ့လို့ရှိရင်ဒီနေရာလေးကိုတော့မဖြစ်မနေသွားကြပါလို့ပြောချင်ပါတယ်ခင်ဗျာစလာတော့ကျွန်တော်တရားပေါ်နေလာတာပေါ့နော်ဒီဘက်ကိုပြန်လာတဲ့ခါကျတော့ကျွန်တော်ဒီလိုအောက်ကနေပြီးတော့လမ်းလျှောက်လာတော်တော်လေးလာတယ်ဗျာကျွန်တော်တော့အင်တာလေးအရန်ကြိုက်တာပဲညနေခင်းပဲဆိုရင်ရီးစားလေးနဲ့ထိုင်ပြီးတော့ပင်လယ်အော်တန်ကြီးနားထောင်ပြီးလေနုအေးလေးတွေခန်းစားလိုက်ရရင်တော့ဘယ်တော့ကောင်းလိုက်မလဲပေါ့နော်ဝမ်းနေစားကောင်းတာကျွန်တော်တို့ကအချိန်မရှိတော့ဘူးပြန်ရတော့မယ်ပေါ့နော်โอเคအဲ့ရနေပြန်လာရင်နဲ့ဒါကျွန်တော်ဆိုင်ကရထားတဲ့နားလေးမှာအခုလိုမျိုးတရုတ်စကားပင်ဒန်ကြီးအောင်မှာပေါ့နော်အခုလိုလေကားတစ်လေးနဲ့ဟိုးအပေါ်တက်လို့ရရင်နောက်တနေရာလေးတွေ့ကြလို့ရိုက်လာတာပါဒီနေရာလေးလဲတော်တော်လေးမှလှပြီးတော့အေးချမ်းပါတယ်ခင်ဗျာပြီးတာနဲ့ကျွန်တော်တခြားနေရာပေါ့နော်အချိန်ရှိခိုင်လုံးလာဆိုင်ဆိုသလိုမျိုးပဲကျွန်တော်တို့အချိန်တအိုင်းမရတဲ့ခါကျတော့မြန်တနေရာလဲပတ်တပုံရိုက်ပြီးတာနဲ့တခြားနေရာပြန်ဆက်သွားတယ်ပေါ့နော်ဒါကလည်းသူတို့ဒီကျောင်းမှာနာမည်ကြီးတဲ့နေရာတွေကတစ်ခုပါဒီတရားဖြူလေးကလည်းတော်တော်လေးနာမည်ကြီးပါတယ်အခုလိုအေးချမ်းလေးအတွဲလေးလဲလာထိုင်ပြီးတော့ရိုလို့ရတယ်ပေါ့နော်ကျွန်တော်လည်းဟိုနည်းနည်းပါရိုခဲ့ပါသေးတယ်လို့ရောက်တဲ့နေရာတိုင်းရိုရတာဆိုတော့ရိုရတာပေါ့နော်ဒီကောင်ကတော့ပန်းချံသဘောမျိုးပေါ့နော်အရင်သူတို့ရဲ့ဘယင်နေပေါ့နော်နေခဲ့တဲ့နေရာတွေကတခုပေါ့နော်တမိုင်းကျောင်းကတော့နည်းနည်းရှိတယ်ပေါ့နော်ကျွန်တော်လည်းအများကြီးမသိဘူးပြောရင်လည်းအမားတွေပါမှာဆိုလို့ပေါ့နော်ဒီနေရာမှာဘယင်နေအရင်တော့နေခဲ့တဲ့အိမ်အပြက်တွေအဆောက်အဦနေရာတွေပေါ့နော်ပြီးရင်ဒါကတော့သူတို့ဟိုးရင်တော့ဘယင်နေရေချိုးဖို့ရနေရာလောက်ထားခဲ့တဲ့ဟာမျိုးတွေပေါ့နော်တော်တော်များများ area အကျယ်ကြီးထဲမှာရှိတယ်ပေါ့နော်တော်တော်နေရာတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့ကတော့နေရာအစုံကြီးမသွားခဲ့ဘူးပေါ့နော်အချိန်လည်းသိမရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီကျွန်တော်တို့လမ်းလျှောက်တဲ့ဘက်အချမ်းလောက်ပဲကျွန်တော်တို့ရိုက်လာတာဒီထဲကကျတော့လေအခုလက်ရှိကတော့ဝင်ကြီးမပေးရဘူးနောက်ပိုင်းကျရင်တော့မပြောတတ်ဘူးပေါ့နော်ဝင်ကြီးကောက်ရင်လည်းကောက်လိုက်မယ်ပေါ့နော်ဘာလို့ဆိုဒီကိုလဲလူတွေတော်တော်များများလာကြတယ်ဒီမှာသူတို့ရဲ့သမိုင်းဆိုင်ရာအမွေအနှစ်တွေအများကြီးရှိတဲ့နေရာလည်းဖြစ်တယ်ပြီးလို့ရှိရင်ဒီမှာသူတို့ရဲ့ဒီပေါ့နော်ဒီကျွန်းနဲ့ပတ်သက်တာတွေရောပြီးရင်ဒီပန်းချန်တွေကသူတို့ရဲ့ဒီဘရင်ရဲ့အစာအုပ်တွေနဲ့ပတ်သက်တဲ့အရာတွေရောပြထားတဲ့ပြတိုက်လေးရှိတယ်ဒါလေးကတော့ပြတိုက်ပါဒီလေးကတော့ကျွန်တော်သဘောကျလို့ပေါ့နော်တမျိုးလေးပေါ့နော်ဒီဟာလေးမြင်လိုက်ရတာဆိုတော့ကျွန်တော်ရိုက်လာတာပါဒါကတော့အရင်တော့ဘာလဲတော့မသိဘူးပေါ့နော်အခုလက်ရှိတော့ဒီထဲမှာ coffee ဆိုင်ဖွင့်ထားတယ်ပြီးလို့ရှိရင်တချို့အရာလေးတွေပြထားတယ်ပေါ့နော်အဲတော့ကျွန်တော်အခုရကျွန်တော်ဟိုးဘက်ကိုပြေးကြီးလို့ပြောပြီးတော့ပြေးခိုင်းလိုက်တာသူပြေးတာလေးသဘောကျလို့ရိုက်လာတာပါဒါကျွန်တော်ခဏတော့ပြောခဲ့တဲ့သူတို့ရဲ့ဟိုးအရင်တော့ရှိခဲ့တဲ့အစာအုပ်ရဲ့အကျွင်းချံအုပ်မြစ်တွေပေါ့နော်ဒါကတော့ဒီအကြောင်းတွေကိုရေးထားပေးတဲ့မတန်သဘောမျိုးပေါ့နော်ဒီမှာရေးထားပါတယ်အဲ့ဒီမြင်နေရတဲ့အိမ်လေးပေါ့နော်အဲ့ဒီအိမ်ကခဏအဲ့အောက်မှာစောက်ထားတာပေါ့နော်အဲ့ဒီရဲ့လက်ကြံပေါ့ဗျာပြောရရင်တော့ဒီလိုအပင်အကြီးတွေအဲ့ထက်မှာအများကြီးရှိတယ် area တော်တော်ကျယ်တယ်ပေါ့နော်အကျယ်ကြီးမှအကျယ်ကြီးပဲ
ဒါကခဏကျွန်တော်လိုင်းနဲ့မြင်ရတဲ့တရားအဖြူလေးပေါ့နော်ဒီတရားအဖြူလေးပေါ်မှာအရန်လာတယ်နားလို့ကောင်းတယ်ပေါ့ဗျာထုံးစံတိုင်းကျွန်တော်နှစ်ယောက်ရိုးတာလေးကြည့်ကြပါအောင်ဗျာ ဗျာရိုလဲရိုပြပြီးပြီဆိုတော့ဒါကျွန်တော်တို့ဒီကျွန်းမှာဒီကျွန်းကနေပြန်တော့မယ်ပေါ့နော်โอเคကျွန်တော်တို့ဟိုတယ်ကနေအထုပ်ပိုးတွေယူပြီးတော့ဒါကျွန်တော်တို့စိတ်ကမ်းမှာဆိုင်ကယ်ပါညာအပ်ပြီးတော့မှကျွန်တော်တို့ဆက်လီစီကိုအမီသွားတော့မယ်ပေါ့နော်ကျွန်တော်တို့၄နိုင်ထုတ်ကနေကွက်တီလာဆိုတော့ဆက်လီကတနိုင်တစ်ခါထွက်တာဖြစ်တဲ့အတွက်၄နိုင်ထိုးတော့မယ်ပေါ့နော်အဲ့တော့ဆိုင်ကယ်လေးအပ်ပြီးတာနဲ့ကျွန်တော်တို့ဒီကျွန်းကနေနှုတ်ဆက်ထွက်ခွာပြီးတော့ပြန်ကြတော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နှစ်ယောက်ရဲ့ဒီကျွန်းသွားတဲ့ blog play ကိုတပိုင်းစီတိုင်းကိုကြည့်ရှုအားပေးကြတဲ့သူတိုင်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာနောက်များတော့လည်းကျွန်တော်တို့အခါခွင့်တင်သလိုသွားတဲ့အရာနေရာလေးတွေမှာကျွန်တော်အခုလိုမျိုးရိုက်ပြီးတော့တင်ပေးပါမယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ